အီရန်နိုင်ငံရဲ့ဩဇာရှိဆုံးအမင်းဆုံးခေါင်းဆောင်အာယက်တိုလာအာလီခါမီနီဟာအမေရိကန်နဲ့အစ္စရေးတို့ရဲ့ပူးရဲလေကြောင်းတိုက်ခိုက်မှုအတွင်းသေဆုံးသွားပြီဖြစ်ကြောင်းအီရန်အစိုးရပိုင်းကရင်ဌာနတွေကဒီကနေ့မတ်လ3ရက်နေ့မှာအတည်ပြုထုတ်ပြန်လိုက်ပါတယ်။ဒီတိုက်ခိုက်မှုဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလ28ရက်စနေနေ့ညပိုင်းမှာတီဟီရန်မြို့ရှိခါမီနီရဲ့နေအိမ်ဝင်းကိုပြစ်မှတ်ထားလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။အမေရိကန်နဲ့အစ္စရေးကိုပူးပေါင်းလှုပ်ဆောင်တဲ့ Operation Epic Fury စစ်စင်ရေးအတွင်းခါမီနီနဲ့အတူ၎င်းရဲ့သမီးဖြစ်သူတာမတ်ဖြစ်သူနဲ့မီးဖြစ်သူတို့အပြင်အီရန်ဒေါ်လာရေးအဆောင်တပ် IRGC ကထိပ်တန်းစစ်ဗိုလ်ချုပ်အချို့လေးတေဆုံးခဲ့ကြောင်းသိရပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့ဒီလှုပ်ဆောင်ချက်ဟာအီရန်ပြည်သူတွေအတွက်သူတို့နိုင်ငံကိုပြန်လည်ရဖို့အကြီးမားဆုံးအခွင့်အရေးဖြစ်တယ်လို့၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာကတဆင့်ပြောကြားခဲ့ပါတယ်။လက်ရှိမှာတော့အီရန်အစိုးရကနိုင်ငံတော်နိုင်ငံတော်အဆင့်ရပ်ပေါင်းလေးလေကြာနိုင်ငံတော်အဆင့်ဝန်내ချင်းအထိမ်းအမှတ်သတ်မှတ်လိုက်ပါတယ်။တစ်ဖက်မှာလည်းအီရန်ဒေါ်လာရေးအဆောင်တက်ကဒီတိုက်ခိုက်မှုအတွက်အစ္စရေးနဲ့အမေရိကန်အကျိုးစီးပွားတွေကိုပြင်းပြင်းထန်ထန်လက်တုံပြန်သွားမယ်လို့ကြေညာထားတာကြောင့်အရှေ့အလယ်ပိုင်းဒေသမှာစစ်ရေးတင်းမာမှုတွေအမြင့်ဆုံးအဆင့်ကိုရောက်ရှိနေပါတယ်။အီရန်နိုင်ငံရဲ့အမြင့်ဆုံးကောင်းဆောင်ကွယ်လွန်မှုဟာဒေသတွင်းနိုင်ငံရေးအခြေအနေကိုဘယ်လိုရိုက်ခတ်သွားမလဲဆိုတာကိုကမ္ဘာနိုင်ငံအသီးသီးကစိုးရိမ်တကြီးစောင့်ကြည့်နေကြပါတယ်။